ဘဝမှာကိုကပိုကောင်းလာခြင်းနဲ့ဆိုရင်ကစားပွဲကိုရင်ခုန်တတ်ပါကစားပွဲကိုရင်ခုန်တတ်ပါစေဘဝဆိုတာကစားပွဲပဲအမြဲတမ်းမနိုင်နိုင်ဘူးအမြဲတမ်းမရှုံးနိုင်တခါတလေတင်နိုင်မယ်တခါတလေမရှုံးဘူးတခါတလေတင်ယူရမယ်ရှုံးလာရင်ဘာလုပ်ရမလဲတင်လိုက်ရှုံးတယ်ဆိုတာတင်းရဲ့အားနည်းခြင်းနဲ့ပြိုင်ပွဲရဲ့အားသာချက်ကိုတင်ဖို့အခွင့်အလမ်းဖြစ်တယ်ရှုံးလာပြီဆိုရင်ကျွန်တော်တို့ဘာရမလဲကျွန်တော်တို့ရဲ့အားနည်းချက်ကိုတွေးရမယ်လူချင်းရဲ့ပြိုင်ပွဲရဲ့အားသာချက်ကိုတွေးရမယ်အဲ့ဒီနှစ်ခုကိုရှုံးရင်တင်ရမယ်လူချင်းနိုင်တင်ယူစရာသိမရှိဘူးလူချင်းနိုင်နေတဲ့အချိန်မှာလူတွေရဲ့ချီးမွမ်းတဲ့အတန်ကြီးကြားလူတွေရဲ့အားကြတဲ့အကြည့်တွေကြည့်ရခံစားဒါပဲရမယ်နိုင်နေတင်ယူလို့မရဘူးဟုတ်ဆိုလူချင်းနိုင်နေဆိုတာလူချင်းတက်တော်တဲ့သူမရှိလို့နိုင်တာလေလူချင်းရှုံးလာပြီဆိုရင်တော့ကိုယ့်ရဲ့အားနည်းချက်ကိုတင်လို့ရတယ်ကိုယ့်ပြိုင်ပွဲရဲ့အားသာချက်ကိုတင်လို့ရတယ်ဒါကြောင့်ကစားပွဲကိုရင်ခုန်တတ်ပါနိုင်ရင်အောင်ပွဲကိုအရသာရှိရှိခံစားပါရှုံးလာရင်စိတ်တက်မကြပါနဲ့စိတ်တက်ကြပြီးတော့တင်ဖို့မေ့သွားအောင်မယ်တင်မှာရှုံးလာရင်ကစားပွဲကိုရင်ခုန်တတ်လာရင်ဘဝဆိုတာ